ဒီနိုင်ငံမှာကတော့အိမ်ထောင်ရှင်မတွေကအားလာရက်မှာဆိုရင်နဘတ်တွေတက်ကြတယ်ပေါ့နော်အဲ့ဒါအပြင်အိမ်တစ်တက်လာရင်လဲလာမာလို့ခေါ်တဲ့ကလပ်အုပ်ဒေတာအချောက်တွေကိုမြေထဲမှာမြုပ်ရတဲ့နိုင်ငံကြီးစီကိုကျွန်တော်တို့တွေကတွားကြမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါတောင်အမေရိကရဲ့နှလုံးသားလို့တင်စားကြတဲ့ဒီဘိုလီဘဲရာနိုင်ငံဟာဆိုရင်ပေါ့နော်တာမန်ခီးတွားမြေပုံတွေထက်အများကြီးယူမှပူတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဒီကဘာပေါ်မှာပေါ့နော်ရှိတဲ့အလှဆုံးလို့ပြောလို့ရတယ်တဘာဝရှုခင်းတွေကိုလည်းကျွန်တော်တို့မြင်နိုင်တယ်လို့ကဘာပေါ်မှာရှိတဲ့ပေါ့နော်ဒီအမြင့်ဆုံးမိုးပြန်ပေါ့နော်ကေဘယ်ကားစနစ်တွေလည်းအမှရှိတယ်ပေါ့နော်ကျွန်တော်သွားစီးလို့လည်းရတယ်ပေါ့နော်ပြီးမှနောက်ထပ်ထူးဆန်းတာကပေါ့နော်ရှေးဟောင်းယုံကြည်မှုသူတို့ရဲ့ရှေးဟောင်းယုံကြည်မှုအဲ့ဒီအရာတွေကလည်းယနေ့အထိသူတို့နိုင်ငံမှာဆိုရင်အသက်ဝင်ပြီးတော့ယုံကြည်ကိုးစားနေသေးတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံဒီဘိုလီဘဲရာနိုင်ငံဟာဆိုရင်ပေါ့နော်ကျွန်တော်တို့နာမည်ကြီးနိုင်ငံတွေဖြစ်တဲ့ကျွန်တော်တို့ဒီပေါ့နော်ဘရာဇီးတို့အာဂျင်တီးနားတို့ရှီလီတို့ပြီးဒီပီရူးတို့နဲ့ကျွန်တော်တို့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံလေးဖြစ်နေတယ်ပေါ့နော်ဒီနိုင်ငံကကြတော့ဆိုတော့ကျွန်တော်ဒီနေ့မှာကတော့ဒီဗီမှာကတော့ဘိုလီဘဲရာနိုင်ငံရဲ့ထူးခြားဆန်းပြတဲ့ကျွန်တော်တို့ဒီလိုအပ်ချက်တွေကိုကျွန်တော်နဲ့အတူတကွဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးမှကျွန်တော်အတူတကွလေ့လာလိုက်ကြမယ်ပေါ့နော်โอเคပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်တို့ပထမဆုံးလေ့လာမယ့်အရာကြတော့ထူဆန်းတဲ့ဖြစ်များတဲ့နေရာတွေအကြောင်းကိုလေ့လာမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ပထမဆုံးကျွန်တော်တို့လေ့လာမယ့်နေရာကကြတော့ဆလာဒီဦးယူနီဆိုတဲ့ပေါ့နော်ကျွန်တော်တို့ကဘာပေါ်မှာအရန်လှပဆုံးတွေထဲမှာတနေရာဖြစ်တဲ့ကဘာအကြီးဆုံးပေါ့နော်တဘာဝမန်ချက်ကြီး World Largest Meadow အကြောင်းကိုလေ့လာကြမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတစ်ခုကကြတော့ပေါ့နော်ဒီကဘာအကြီးဆုံးစားကွင်းပြင်ကြီးတစ်ခုပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မိုးရွာပြီးအချိန်စတဲ့အချိန်မှာဆိုရင်ပေါ့နော်ဒီတပြင်လုံးပေါ့နော်ဒီစားပြင်ကျဲတပြင်လုံးမှာဆိုရင်ကျွန်တော်တို့ရေပြင်ပေါ့နော်ကြီးလေးတွေဖုံးသွားတဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီကဘာအကြီးဆုံးမန်ချက်ကြီးတစ်ခုအဖြစ်သူကပြောင်းသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောင်းသွားတဲ့အချိန်မှာဆိုရင်ဒီကျွန်တော်ဒီဗီဒီယိုမှာပါတဲ့အတိုင်းပဲပေါ့နော်ကောင်းကင်နဲ့မြေကြီးပေါ်မှာပေါ့နော်ပြန်မြင်ရတယ်လို့မျိုးကျွန်တော်တို့ပေါ့နော်ထူရှားတဲ့ချူခင်းကိုအရန်လာပါတဲ့ချူခင်းကိုပေးတဲ့နေရာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာကိုကျွန်တော်တို့ပေါ့နော်ဒီthe border between earth and sky လို့လည်းသူ့ကိုတင်စားကြတယ်ပေါ့နော်ကျွန်တော်ဒီမြေကြီးနဲ့ကောင်းကင်စုံတဲ့နေရာလို့သူ့ကိုတင်စားကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန်လာပါတဲ့နေရာမဟုတ်လို့ပေါ့နော်ဆိုတော့ဒီခုကိုပေါ့နော်ကျွန်တော်ဒီမှာပဲကျွန်တော်အဆုံးသတ်မယ်ပေါ့နော်နောက်ဗီဒီယိုမှာဒီအကြောင်းကိုကျွန်တော်အပြည့်အစုံတင်ဆက်ပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာကအရန်ဟိုမှာထူးခြားတဲ့အရာတွေလည်းရှိနေသေးတယ်ပေါ့နော်ဒီထက်မကပေါ့နောက်ချန်နံပါတ်1တခုတနေရာကတော့ပေါ့နော်ဒီ wish market ပေါ့နော်ဒီဆုံးမဈေးပေါ့နော်ဒီနေရာကတော့ကျွန်တော်တို့ဒီခီးတွားတွေကြားထဲမှာပဲသူကနာမည်ကြီးတာမဟုတ်ပေါ့နော်ကျွန်တော်တို့ဒီဒေတာခံတွေကြားထဲမှာလည်းသူတို့ယုံကြည်မှုအတွက်ပေါ့နော်အရန်အောင်မှာအရေးကြီးတဲ့နေရာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အမြင်သာဆုံးကျွန်တော်တို့သိနိုင်တာကကြတော့လာမာပေါ့နော်ဒေတာအချောက်တွေပဲဖြစ်တယ်ပေါ့နော်ဒီဈေးမှာကတော့ကျွန်တော်တို့ဒီလာမာလို့ခေါ်တဲ့ကလပ်အုပ်ဒေတာအချောက်တွေကိုကျွန်တော်တို့အများကြီးတွေ့ရမှာပဲဖြစ်တယ်ပေါ့နော်ဒီဘိုလီဘဲရာနိုင်ငံသားတွေကသူတို့တွေကအိမ်တစ်ဆောက်တော့မယ်ဆိုရင်အိမ်တစ်ဆောက်တော့မယ်ဆိုရင်ဒါမှမဟုတ်လုပ်ငန်းအတစ်တစ်ခုပေါ့စားတော့မယ်ဆိုရင်လေသူတို့ကဒီဖာရှာမမလို့ခေါ်တဲ့ဒီမြေကဘာမိခင်နတ်ဖျားမကိုပူဇော်တဲ့အနေနဲ့ပေါ့နော်ခဏကျွန်တော်ပြောတဲ့ဒီကလာအုပ်ရဲ့ဒေတာအချောက်တွေကိုသူတို့ကဒီအုံမြစ်တွေအောက်မှာမြုပ်လေးရှိတယ်ပေါ့နော်အဲ့ဒါမှအဲ့လိုလုံးမှပဲသူတို့တွေကကံကောင်းရှင်းတွေကိုရရှိမယ်ပြီးမှဘေးအန္တရာယ်ကင်းချင်းကိုသူတို့တွေကရနိုင်ကြမယ်လို့ဒီနေ့ဒီချိန်ထိသူတို့တွေကအဲ့ဒီအရာတွေကိုယုံကြည်နေကြတယ်ပေါ့နော်ဒီနိုင်ငံသားတွေကနောက်ထပ်ဒီဈေးမှာတွေ့နိုင်တဲ့နောက်တစ်ခုကကြတော့ပေါ့နော်ယာတီရီလို့ခေါ်တဲ့ဘေတင်ဆရာတွေပေါ့နော်ရှေးဟောင်းဆုံးဆရာတွေကိုကျွန်တော်တို့အများကြီးတွေ့နိုင်တယ်ပေါ့နော်သူတို့တွေကအနက်ရောင်အင်ဂျီတွေဝတ်ထားကြတယ်ပေါ့နော်ပြီးမှလည်းသူတို့ကကိုကားအရွက်တွေကိုအသုံးပြုပြီးမှကျွန်တော်တို့ကန်ကြမှာရှေ့မှာဘာတွေဖြစ်လာမလဲဆိုတော့ဟောပေးတယ်ပြီးရင်ဝိညာဉ်ရေးရာတွေလည်းသူတို့ကကုသပေးတယ်ပေါ့နော်ပြီးမှဒေတာခန်တွေကဖြားနာတဲ့အချိန်ကစပြီးမှဒီအချီရေးကိစ္စတွေအထီးကိုသူတို့စီမှာအကြံဉာဏ်တွားတောင်းလေးရှိတယ်ပေါ့နော်ဒီဒေတာခံတွေက
နောက်ပြီးတော့ဒီဈေးမှာကတာမန်ဈေးတွေလိုမျိုးအတီးနံရောင်းတာမဟုတ်ဘူးပေါ့နော်သူကထူးဆန်းတဲ့အရာတွေကိုပဲရောင်းတာပေါ့နော်ဥပမာကျွန်တော်တို့ amulet ပေါ့နော်အဆောင်တွေပေါ့နော်ကျမကြီးချမ်းသာကြွယ်ဝမှုအဲ့ဒါမှမဟုတ်ဘဲနဲ့ရန်သူတွေကိုနှိမ့်နှင်းဖို့အတွက်ကြောက်တုံးလေးတွေရုပ်တုလေးတွေကိုလည်းအဲ့နေရာမှာကျွန်တော်တို့ကရနိုင်တယ်ပေါ့နော်နောက်ပြီးမှ potion လို့ခေါ်တဲ့ဒီဈေးရည်တွေပေါ့နော်အချစ်ဈေးရည်တွေပေါ့နော်ဒီပြီးမှလိမ်ပိုင်းဆိုင်ရာအားကောင်းစေတဲ့ဆေးတွေဒီဆုံးအတိုက်ခိုက်ခံရတဲ့အခါမှာကာကွယ်နိုင်တဲ့ဆွေးမုံပေါ့နော်စုံစုံလင်းလင်းကိုလည်းအဲ့နေရာမှာရရှိနိုင်တယ်ပေါ့နော်နောက်ပြီးမှအချောက်လန်းထားတဲ့ insect တွေပေါ့နော်ဖားချောက်တွေလိပ်ပြာတွေထူးဆန်းတဲ့အပင်မြစ်တွေကိုဆဲဖို့ဆက်ဖို့လည်းအဲ့နေရာမှာကျွန်တော်တို့ရရှိနိုင်မှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဈေးကကြတော့ပေါ့နော်ခီးသွားတွေအတွက်တပ်ပုံရိုက်ဖို့အရန်အောင်မှကောင်းတဲ့နေရာတစ်ခုတော့ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီဈေးမှာတပ်ပုံရိုက်မယ်ဆိုရင်ကျွန်တော်တို့ဈေးတွေကိုအရင်ဆုံးခွင့်တောင်းဖို့တော့လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကပေါ့နော်ဒီတပ်ပုံထဲမှာသူတို့ရဲ့ဝိညာဉ်တွေကိုပါရွာမှာစိုးရင်တဲ့ရှေ့ယူဆွဲယုံကြည်မှုတွေသူတို့ရှိမှရှိနေတယ်လို့ပေါ့နော်အဲ့ဒါကျွန်တော်တို့ကကြိုတင်ခွင့်တောင်းမှရိုက်တာကအကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်အစားအသောက်ယဉ်ကျေးမှုအကြောင်းကိုဆက်ပြီးတော့တွားကြမယ်ပေါ့နော်Saturnus လို့ခေါ်တဲ့ဒီအစားအစာပေါ့နော်ဒါကတော့သူတို့ရဲ့နာမည်ကြီးပေါ့မနဲ့စာပေါ့နော်အဲ့ထဲမှာဆိုရင်အသားနဲ့ဟင်းတီဟင်းရွက်တွေကိုမုတ်သားထဲထည့်ပြီးမှဖုတ်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့အတွင်းထဲမှာဆိုရင်စုပြုတ်ရည်လိုမျိုးအရည်တွေပါတယ်ပေါ့နော်အဲ့ဒါကိုအင်ဂျီမပေးအောင်စားနိုင်ဖို့ကလည်းအတော်လေးပညာသားပါတယ်ပေါ့နော်ဇုံနဲ့တီတီချာချာစားရတယ်ပေါ့နော်ဒါမှဒီမှာထူးခြားတာကတော့သူတို့ကနေ့လည်စာကိုအဓိကထားပြီးတော့စားကြတယ်ပေါ့နော်ပြီးမှမိသားစုတွေစုံစုံလင်းလင်းသူတို့ကစားကြတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကာအရွက်ပေါ့နော်ဒီအရွက်ကိုဝါတာဒါမှမဟုတ်လက်ဖက်ရည်လှုပ်တောက်တာဆိုဒီနိုင်ငံမှာကတရားဝင်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပင်လယ်ရည်မျက်နှာပြင်အမြင့်မှာရှိနေတဲ့အတွက်ကြောင့်ဒီအမြင့်ပေကြောင့်မူးဝေတဲ့ဟာတွေကိုတက်တာဖို့အတွက်လူတိုင်းနီးပါးကဒီအရွက်တွေကိုသူတို့ကအသုံးပြုကြတယ်ပေါ့နော်ပြီးမှနောက်တစ်ခုကကြတော့အာလူအမျိုးအစား4000ကျော်ကဒီဘူလီဘဲရာအာလူရဲ့ဒီဘူလီဘဲရာနိုင်ငံမှာရှိတယ်ပေါ့နော်ဆိုတော့ဟင်းပွဲတိုင်းလူလိုသူတို့ကအာလူကိုထည့်ပြီးတော့ချက်ကြတာကိုကျွန်တော်ဒီပုံမှာပါတဲ့အတိုင်းကျွန်တော်တွေ့ရမှာပဲဖြစ်တယ်ပေါ့နော်နောက်ထပ်တတိယအနေနဲ့ကျွန်တော်လေ့လာမယ့်အရာကကျတော့ယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒါမှနောက်တစ်ခုကကြတော့ပေါ့နော်ရှိုလီတာတွေပေါ့နော်ရိုးရောက်ဝစ်စုံဖောင်းဖောင်းလေးတွေနဲ့ဘိုလာအုပ်ထုပ်တွေဆောင်းထားတဲ့အမျိုးသမီးတွေကိုကျွန်တော်တို့ကရှိုလီတာလို့ခေါ်တယ်ပေါ့နော်သူတို့တွေကကြတော့ဒီနိုင်ငံရဲ့ fashion ထဲမှာဆိုရင်လည်းအတိမတ်ပြုကြော်ချတဲ့သူတွေဖြစ်တယ်ပေါ့နော်ပြီးမှနောက်တစ်ခုကသူတို့တွေရဲ့အားလိုက်ရက်မှာဆိုရင်လည်းဒီအမျိုးသမီးတွေကဆိုရင်နဘန်းပွဲတွေမှာကျွန်တော်တွေ့လာရတယ်ပေါ့နော်ဒီနောက်ပိုင်းတွေမှာဆိုရင်အဲ့ဒီသူတို့ရဲ့အဓိကဒီနဘန်းပွဲတွေမှာတွေ့လာရတဲ့ရွယ်ချက်ကကြတော့သူတို့အမျိုးသမီးတွေကလည်းယောက်ျားတွေလိုမျိုးခွန်အားရှိတယ်ပေါ့နော်ခွန်အားရှိတဲ့အမျိုးသမီးတွေဖြစ်တယ်ဆိုတဲ့အရာကိုပြချင်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်ပေါ့နော်ဒါကကြတော့ကျွန်တော်မြန်မာနိုင်ငံကအမျိုးသမီးတွေနဲ့အတူယူရမယ်ဟာပေါ့နော်အမျိုးသမီးတိုင်းကလည်းလုံနိုင်တယ်ဆိုတဲ့ဟာကိုပြတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဖာရှားမမပေါ့နော်မြေကဘာမိခင်ပေါ့နော်ကျွန်တော်ဒီဘိုလီဘဲရာနိုင်ငံသားတွေဟာဆိုရင်ပေါ့နော်ဒီတဘာဝတရားကိုအရန်အောင်မှလေးစားတဲ့သူတွေဖြစ်တယ်ပေါ့နော်သူတို့ဘေလိုပွဲလန်းတပင်ပဲဖြစ်အရက်တောက်တော့မယ်ဆိုရင်တော့မှတို့ပထမဦးဆုံးတပေါက်ဦးဆုံးဒီအရက်အဲ့ဒါကိုပေါ့နော်ဒီမြေကြီးပေါ်မှာလောင်းချတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီဖာရှားမမကိုအရင်ဆုံးကတော့တဲ့အလေးအထားဖြစ်တယ်ပေါ့နော်သူတို့ယုံကြည်တဲ့အရာပေါ့နော်အဲ့လိုမျိုးလုပ်လေးရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ zebra traffic officer ပေါ့နော်ကျွန်တော်ဒီ La Pos မြို့ရဲ့လမ်းဆုံးတွေမှာဆိုရင်ကျွန်တော်ဒီမြင်းကြားဝတ်စုံဝတ်ထားတဲ့လူငယ်လေးတွေကဆိုရင်တို့လမ်းစီကန်းလိုက်နာဖို့ကခုံပြီးမှတိုက်တွန်းနေတာကိုကျွန်တော်တို့တွေကမြင်တွေ့ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကြတော့သူတို့ဟာဆိုရင်ဒီသူတို့တွေကကြတော့ဒီအဲ့လမ်းသွားလမ်းကူးတွေကိုလည်းသူတို့တွေကကူညီပေးပြီးမှရင်စီကန်းလမ်းစီကန်းကိုတည်တည်ချာချာလိုက်နာကြဖို့အတွက်သူတို့တွေကအတိပေးနေတဲ့ဒီပေါ့နော် zebra traffic officer တွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံဟာဆိုရင်ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ခေတ်သစ်လူနေမှုပုံစံတွေကိုရောရက်နေတဲ့အံ့ဩစရာကောင်းတဲ့ကမ္ဘာတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့တင်ကရောအိမ်ဆောင်ရင်လာမာလို့ခေါ်တဲ့တတိတာပေါ့နော်ကလအုပ်တတိတာမြုပ်နှံရမယ်ဆိုတဲ့အလေးထားကိုဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်တို့ comment မှာပြောခဲ့ပေးဦးပေါ့နော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြင်ဆင်ကြပါမယ်